nãy nè tu là chú đó ngà bây giờ gì để bây giờ không bảo đấy ạ à biểu đó mà không để mấy nó ngà bây giờ này do gì chắc chắn đi đó giao xong vậy phiếu ra tên nó lấy đó mà về đi phiên ông bà già không lâu nè cao ngầu gì ngã già lấy đó là hoa bây giờ nó lấy sang xa rồi mà đâu xa vậy là mà xa rồi thay cho quên ngã phiếu xa bia nào để ra bỏ đi mà lấy đó ra không bỏ con đang gặp anh đi ở đâu mua đi ra đâu mua đi ra rồi đấy mua đi ra liền khăn gì đó ta ra mua đi mà na rồi ấy ra mới ra đi ra đi vốn đồ nằm nhớ để xây đi vậy và lâu khi đóng cháu xe con đó lấy sulu xí coi what you learn about họp ra bà mẹ cái đó bà mẹ ra bị ai xin là theo đúng ạ trong đây trong ngoài trong này phong như là bà sĩ à đi trong này phong như cả tu chơi được cả đi à cố quên là khai nhá cái thế là đã đi à bố à đi lúc khai nhá rồi chân đi ra rồi à cái nụ gì hàng đã bà cho yêu là để chơi à đi trong này phong như tu chơi được cả như nó chỉ nhiều ra là bố à là nó hồ trong bể mi đó hồ phong trong này phong này tụt sang ra bể sang ra bể nó trong này phong như xây ra đã ra mi hai cái nó ngồi xin này đã trong này phong như là bà bể ra là mẫu khu đó gì đó bên đó đấy cái đó lấy mà nó piano không lòng gì đó xí ra không lòng thua bị đó bên mà bố thì không lòng của thua này ra đâu này thua gì này thì cô đó nô mà nô ở thua tôi也睡着သူများစွမ်းစားရမယ်ကိစ္စကိုပဲနဲ့သူ့စိတ်ထဲမနာလုံးတော့အိတ်တာမစရိယများစွာဖြစ်အရိကြတော့မနဲ့ရောက်တော့ခေါင်းလုံးကိုဘာနဲ့သွားထိုးလဲဆိုတော့လက်သေးခွန်လေးနဲ့သွားထိုးဟိုးတော့ဘာခေါင်းလုံးလက်သေးခွန်နဲ့ထိုးမြည်ပါလက်သေးခွန်လေးနဲ့ထုံကြွသွားတဘာလေးကြွဟာရှင်မရအကြောင်းကြည့်တန်ဃာကုန်ပြင်လာတာဘာနဲ့တဘာလုံးကြွလာမနှိုးဘူးလားဗျအာတကားတို့မလာခြင်းတို့အိမ်မတဲ့ကိုတော်တွေပဲညောမနေနဲ့ကကြကကြွလာတဲ့ကိုတော်ကကြွလာတယ်သူတဘာလေတော့ကြကြတယ်ကြွလာတဲ့ကိုယ်ကရှင်ဗျာခေါင်းလုံးထိုးမနှုတ်လာဗျဟာခေါင်းလုံးတအားထိုးတာလို့ကိုမနှုတ်ဒါပြီးတော့အိမ်ကကတ်တဲ့ဆွမ်းကိုများမဖုံးပေးကြည့်လို့လားတို့ဒီမဟုတ်ဒီအချိန်အဲ့အပြတ်မခံခြင်းလို့များစောလို့များမလာလို့လားဗျာကရှင်ဖျားပဲကပ်ပါမယ်ဆိုသူတပါးတဲ့ကပ်လိုက်အပြန်ကြတော့လည်းပဲကျောင်းကရဟန်းအတွက်ဆိုပြီးတော့စွမ်းနေဟင်းထည့်ပေးလိုက်ဒါအဲ့ဒါမေးစလေးကြလေကြောက်ချရာကောင်းတဲ့ပုံကိုပြောပြနေရအောင်နော်အဲ့ဒီလိုထည့်ပေးလိုက်တော့
ကျောင်းနိုင်ဘုန်းကြီးစိတ်ဓာတ်ဒီကိုတော်တော့ငါတကာရဲ့အစွမ်းကောင်းဟင်းကောင်းနေစားနေရရင်ဖြစ်ဒီကျောင်းကခွာမီမဟုတ်ဆိုပြီးစွမ်းနေဟင်းတွေကိုလမ်းမှာတုံပြစ်ထားလို့မိရှို့ထားခဲ့ကျောင်းပြန်သွားသူမရောက်ခင်ဟိုအာဂန္ဓုယဟန်ကရိုးရိုးယဟန်မဟုတ်ဘူးယဟန်တာကြီးပြောဘသူကြီးတော့ယဟန်နာဖြစ်တော့တိတာဗောဒီကျောင်းနိုင်ဘုန်းကြီးစိတ်တော့ဟိုထုံးနိုင်ဘုန်းကြီးတော့ငါအတွက်နဲ့သူဒုက္ခဖြစ်နေရတော့မှာပဲဆိုပြီးတော့စာနဲ့ကြွသွားတယ်ကြွသွားတော့ဟိုကျောင်းနိုင်ဘုန်းကြီးပြန်ရောက်လာတော့အာဂန္ဓုဘုန်းကြီးမတွေ့တော့ဘူးပေါ့အဲ့ဒါဟာငါတော့မှားပြီပေါ့ဒီကိုယ်တော်ဟာရိုးရိုးကိုယ်တော်မဟုတ်တော့ဘူးယဟန်နာဖြစ်လိမ့်မယ်ဆိုပြီးတော့သူစိတ်တဲ့ယူဆုံးမရဖြစ်ဒါပေမဲ့အဲ့ဒီဘဝမှာတော့အဲ့ဒီဘုန်းကြီးကအကျင့်ကြီးလာကောင်းတဲ့နေ့တိုင်းကမ္မထံဘာဝနာတွေစီးပြန်ခဲ့အဲ့ဒီလိုသူတစ်ပါးစွမ်းစားရမယ့်ကိစ္စကိုမနာလို့အိတ်ကမစ္စရိယဖြစ်တဲ့အတွက်အဲ့ဒီဘဝကဒီပြန်လွန်တော်မူတဲ့အခါမှာအပယ်လေးပါးရောက်သွားငရဲရောက်သွားတာပေါ့ငရဲပြည်ကပြန်တက်လာတော့ဘလူးဘဝ900ပြောဘလူးဘဝဘလောက်ခွေးဘဝ900အဲ့ဒီဖြစ်တဲ့ဘဝမှာဒီမှာလည်းပဲအတိတ်ကသူတစ်ပါးစွမ်းစားရမယ့်ကိစ္စကိုသူတစ်ပါးလက်လာပါကိုပိတ်ပင်တားဆီးကြတဲ့အတွက်ဖြစ်တဲ့ဘဝတိုင်းသမင်းဝအောင်မစားရဝအောင်စားရရဲ့လားမစားရအငတ်ငတ်အပြက်ပြက်နဲ့နောက်ဆုံးဂေါရမမြတ်စွာဘုရားရှင်လက်ထက်မြတ်စွာဘုရားရှင်လက်ထက်အင်ဂျီတဆောင်ရှိတဲ့တန်ငါရွာကြီးဘိုးတော်ဘဝရဲ့အင်ဂျီဘလောက်အာရွာကြီးအဲ့ဒီတန်ငါရွာကြီးမှာသူမိန်းမတယောက်ရဲ့ဝါမှာတန်နေခါတော့လေအင်ဂျီတထောင်လုံးငါမရတဲ့အပြင်9ကြိမ်တိုင်နိုင်မီးလောင်9ကြိမ်တိုင်နိုင်မင်းပြည့်မင်းတန်သိမိမိမလူလို့မိမိတယောက်တည်းမွဲတယ်မထင်နဲ့ဘေးအဆွေအပေါ်တွေပါအဲ့ဒီလိုဒုက္ခရောက်တဲ့ရအဲ့ဒီတန်ခါရွာဒီသူရောက်လာတာနဲ့တခဏချင်းပင်ဆင်းရဲသွားအဲ့တော့အဲ့ဒီရွာကပညာရှိသူတွေကစဉ်းစားဟေးတို့ရွာကြီးဒီလိုတစ်ခါမှမဖြစ်ဘူးကွာတို့ရွာကြီးထဲမှာဟေးရုပ်မာတဲ့သူရှိပြီကွာငါတဲ့သူကရုံမာတဲ့သူရှိတယ်ဆိုတော့ကွာတော့ကြတယ်ဗောလေဟေးလူရုံမာရွေးမယ်ကွာလူရုံမာရွေးတော့မယ်တဲ့လူရုံမာရွေးမယ်ဆိုပြီးတော့ဘိုးဘွားဘွားတို့တက်ထောင်းမှာတဝက်ခွဲလောက်တော့ဘလောက်မင်းတို့900တဲ့ငါးတကောင်မှမရမင်းတို့900တဲ့လူရုံမှာပါလို့တို့900တဲ့ကငါးတကောင်မှမရတို့900တဲ့လူရုံမှာပါလို့ကဲခွဲကြစို့ဆိုပြီးအလုပ်လုပ်ကြအဲ့ဒီလိုအလုပ်လုပ်တော့သူတန်နေကြည့်တဲ့မိန်းမပါတဲ့ဘက်ကငါးတကောင်မှမရဟိုဘက်900ကငါးတွေရဟေးတို့ထဲပါလာပြီကွာကဲထပ်ခွဲကြလို့ကွာ900မှာတဝက်ခွဲလိုက်တော့ဘယ်လောက်ရ205ထပ်ခွဲတော့သူတန်နေကြည့်တဲ့မိန်းမပါတဲ့ဘက်က9တကောင်မှမရဟေးတို့ထဲပါလာပြန်ပြီကွာ
ကွာငါလည်းမကောင်းတာမလုပ်ပါဘူးငါတဲ့သူကငါလည်းမကောင်းတာမလုပ်ပါဘူးဒါတွေ့တော့မှာပါခွဲတာအဲ့ဒီ250ထဲမှာတဝက်ခွဲလိုက်ဘယ်လောက်ရဟမ်155ဘယ်လဲသိမခွဲရဘူးကြည့်လဲခွဲကြပေါ့125အဲ့ဒီလိုခွဲရင်နဲ့အဲ့ဒီ125ခွဲလိုက်ဘယ်လောက်ရ62ယောက်ပေါ့တစ်ဖက်62ယောက်ဆိုတော့ခလဲမှာ1ယောက်ပုံအဲ့သူတန်းနေကြည့်တဲ့မိန်းမကလည်းပဲအလေကောင်းကိုကိုလူကရလာကြအလေကောင်းလာကြတော့ဟိုဘက်62ယောက်ကလည်း9ရဒီဘက်62ယောက်ကလည်း9ရဟေးတွေ့ပြီခွတွေ့ပြီတို့အင်ဂျီတောင်ရှိတဲ့ရွာကြီး9တကောင်မှမရဘူးမိမယုတ်ဒင်းကြောင်အဲ့တော့ကျုပ်လည်းအပြစ်မတင်ရပါနဲ့ကျုပ်လည်းတိုင်းခေါ်ပါမယ်အေးမင်းလည်းခေါ်ဒီလိုလုပ်လေကျုပ်လည်းတော့ခလရထားကြည့်လေကျုပ်ကိုလေဟိုဘက်ကိုထည့်ပြီးအောင်လေအဲ့တော့လေလို့သူကမျက်စောင်းတို့ဘာသာနစ်ခလေရတယ်မိုးလေတော့လေနဲ့မရပဲအဲ့ဒီလိုသူ့ကိုဟိုဘက်ကိုထည့်ပြီးသူ့လင်ကိုခလေရထားအဲ့ဒီလိုလို့တော့သူပါတဲ့မိန်းမပါတဲ့ဘက်က60ယောက်က9တကောင်မှမရဟိုဘက်60ယောက်က9ရနင်းပါလာတာငါရှိမှာ9ကောင်မှမြောက်တော့ဒါဆိုလေကျုပ်ဒီရွာကထွက်သွားပါမယ်ဟေးထွက်သွားတာဟုတ်တယ်ကွာမိန်းမသားလည်းဖြစ်တယ်ဒါမင်းမလိုက်သွားချင်ဗျာဟုတ်လိုက်ရမှာပေါ့လင်းနေမရပဲလိုက်ရမှာပေါ့ဆိုပြီးလင်းနေမရရွာကထွက်ပြီးရနော်မနာလို့အဲ့ဒါမစရိရတယ်ကိုတယောက်တည်းဒုက္ခရောက်တယ်မထင်နဲ့အဲ့ဒီဘေးကသူတွေပါကိုကြောင့်ဒုက္ခဖြစ်တတ်တယ်ရွာကထွက်လာတော့ငါပါလာတဲ့ဟာလေးလဲစားတော့လို့ကုန်ပြီတမယားနှစ်ယောက်တောင်းရန်စားရတဲ့ဘဝရောက်ပြောဘယ်ဘဝရောက်ဘဝတော်ဘဝလေးအိတ်ချင်ဘယ်ဘဝရောက်တော့တောင်းရန်ဟာဘဝရောက်မှာအမအိတ်ချင်နေတယ်သူပါကြီးကဲရှင်းကြပါစို့လေအဒီလိုတောင်းရန်စားရတဲ့ဘဝရောက်တော့ခလေးလေးရတယ်မွေးပြီးမတ်တပ်ပြေးရွယ်လေးရောက်ခလေးဒီကိုတယောက်တည်းလဲချီးပြီးတော့အဒီလိုလိုက်တောင်းတဲ့နေရာမှာလည်းပဲလူတွေကခလေးပါတဲ့ခလေးချီထားတဲ့မိခင်ခွက်တဲ့ထမင်းမတဲ့